ရနေပြီးတော့ green cheese မီးဖုတ်လေးမှားထားပါတယ်နှစ်ဘူးမှားထားရဲပေါ့နော်တစ်ဘူးကို4200ပေးရတယ်ဟုတ်လေအဲ့လိုလေမီးဖုတ်ပြီးတော့နည်းနည်းကြာမှလာပြီးတော့ပို့ပေးပြီးတော့အေးအဲ့လိုမျိုးထင်ထားခဲ့ရကွာနွေးလေးနဲ့လေနက်ရလည်းမှုေးနေရပဲရှယ်ပဲအသီးဆိုင်အပဲလည်းတက်တော့ကနေပြီးတော့တွေ့ရကြီးစားလိုက်မကြီးမှုေးလေးကွာရှယ်ပဲဟာမှုေးနေရောပဲဒီမှာလိုလေးဒူးရင်ဒီနဲ့ cheese လေးတွေနဲ့ကိုမီးဖုတ်ပေးထားပါဘောနော်ရဆဆာမတရားဆဆာဒူးရင်ဒီရတယ်အသားပဲပြင်းနေပြီးတော့လေဟိုအရန်လည်းမချိုးဘူးကွာဒီလားစိတ်နေနဲ့အရန်စားကောင်းတယ်အမေcheese အရသာကြောင့်ငါဆန်းလေးနဲ့ဒူးရင်ဒီရကြတော့ချိုမြက်လေးနဲ့လေဆန်းလေးဦးနက်ပြရသွားလို့ခံစားလိုက်ရတယ်နက်တော့တာစားနေရတယ်လို့ပဲကောင်းလိုက်တော့ကောင်းတော့ပဲတော့ခိုင်မှာဒီကကောင်းတဲ့စားမျိုးရှိသေးရလားရှယ်ပါဒီတမစားလိုက်လို့ရှင်တော့လုံးဝပဲပြေးပြီးတော့လေအနှစ်သာရပြေးသွားရ free လေးကိုအရန်ခံစားမှာကွာဒီလားvery good တကယ်လို့ duende ရော cheese ကိုကြိုက်တယ်ဆိုလို့ရှိရင်ဒါလေးစားကြည့်ပါတကယ်အရှမ်းကောင်းတဲ့ဆွေမျိုးပါမေ့သွားပါတာဒါတော်ကောင်းမပြေရပါလို့ပါနော်ဒီလိုချက်ဘယ်မှာချတွေ့လဲဒီတော့ဟာ